ပုံမှန်တက်သွားတာတအားကြီးမတိတာလို့ခံစားရပေမဲ့ဒီအတန်း preschool 1 2ရောက်လာတဲ့အချိန်မှာ output တွေကိုစတိုက်မြင်တွေ့ရတဲ့အတွက်ပေါ့နော်ဒီချက်ချင်းသူ့ရဲ့ result တွေကိုမမျှော်လင့်မဲနဲ့ပေါ့နော်ဒီတဖြည်းဖြည်းနဲ့တိတာမယ်လို့ပြောပြချင်ပါတယ်ဟုတ်အမနာမည် Kennedy Han ပါHey Group မှာတော့လက်ရှိကလေး2ယောက်လုံးထပ်ထားတယ်ပေါ့နော်အရင်ဆုံးကလေးစပြီးတော့ဒီတစ်နှစ်ပြည့်လောက်ကလေးကပေါ့နော်ဒီ whole brain training နဲ့ early childhood ဒီ education တွေကိုစိတ်ဝင်စားတဲ့အတွက်ပေါ့နော်လိုက်စုံစမ်းရင်းနဲ့သိခဲ့တာပါရှင်ဟုတ်တော်တော်လေးကိုပြောင်းလဲပါတယ်အထူးသဖြင့်သူတို့ရဲ့ဒီမှတ်ဉာဏ်တွေဒီအာယုံစူးစိုက်မှုတွေပေါ့နော်ဒီတခြားကလေးနဲ့ရှင်လို့ရှိရင်လည်းတိတိတသားလေးကိုပို့ပြီးတော့မှကောင်းနေတာတွေ့ရတယ်ပြီးရင်လည်းသူတို့ငငယ်တုန်းကချက်ပေါ့နော်ဒီတစ်နှစ်ကြီးလာတာနဲ့အမျှHey Group မှာအချိန်ကြာလာတဲ့နဲ့အမျှသူတို့ဒီအတုတ်တက်မှုလေးတွေလည်းတိတိတသားမြင်ရတယ်ပေါ့နော်ဟုတ်အားသာချက်ဆိုလို့ရှိရင်တော့သူတို့တင်ကြားမှုပုံစံမတူဘူးပေါ့နော် whole brain training ဒီသင်တန်းတွေအများကြီးရှိတဲ့တဲကတင်ကြားမှုကတော့ထူးထူးခြားခြားကွဲပြားနေအောင်တွေ့ရပါတယ်ပြီးရင်ဒီကလေးတွေအတွက်ကိုဒီသူတို့အာယုံစူးစိုက်နိုင်မှုတွေအဓိကအားထားပြီးတော့မှသူတို့ရဲ့ absorb လုပ်ဖို့ပေါ့နော်တိတိကျကျကောင်းမွန်ကလေးတွေသင်ယူနိုင်ဖို့ကိုပို့ပြီးတော့အားထားတာတွေ့ရတယ်ပေါ့နော်bright ဖြစ်တယ်ဆိုတာကအမခံယူထားတာကတော့မွေးရပါချက်ကိုပေါ့နော်ဒီလို training ပေးတာကပို့ပြီးမှသိတာလို့ခံစားရတာပေါ့နော်ပြီးလို့ရှိရင်တို့ဒီပြီးတော့မှတင်ကြားမှုပါဒီ train ပေးရတာပေါ့နော်train ပေးတဲ့နေရာမှာတိတိချာချာစနစ်တကျ trainer နဲ့ဒီအပေါ်ရန်လေး trainer မှာလည်းတိတာကွဲသွားတယ်လို့ခံစားရတာပေါ့နော်ဟုတ်သဘောကျပါတယ်ဒီတခြားမိဘတွေကိုလည်း recommend ပေးတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကတော့ကိုရိုင်းလည်းဖြစ်ခဲ့တယ်တခြားမိဘတွေလည်းနည်းနည်းစိုးရိမ်တာဖြစ်ခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူ့ရဲ့အောက်ဖို့ကချက်ချင်းမတွေ့ရဘူးပေါ့နော်အချိန်တစ်ခုပေးရပါတယ်အခုဥပမာဆိုအမရဲ့တသားအကြီးဆိုလို့ရှိရင်အခု preschool 2ကိုရောက်ပြီပေါ့နော်သူ preschool မရောက်မချင်းပုံမှန်တက်သွားတာတအားကြီးမတိတာလို့ခံစားရပေမဲ့ဒီအတန်း preschool 1 2ရောက်လာတဲ့အချိန်မှာ output တွေကိုစတိုက်မြင်တွေ့ရတဲ့အတွက်ပေါ့နော်ဒီချက်ချင်းသူ့ရဲ့ result တွေကိုမမျှော်လင့်မဲနဲ့ပေါ့နော်ဒီတဖြည်းဖြည်းနဲ့တိတာမယ်လို့ပြောပြချင်ပါတယ်ဟုတ်ကလေး2ယောက်လုံးတက်နေတဲ့မိဘတယောက်အနေနဲ့ပေါ့နော်တကယ်ကို recommend ပေးပါတယ်တက်တင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပြီးရင်ဒီ whole brain training ဆိုတာကဒီအသက်အရွယ်အကန့်အသတ်ရှိတဲ့အတွက်ပေါ့နော်ကလေးစောလေးကလေးထားတာပိုကောင်းတာပေါ့နော်ကြီးလာမှဆိုလို့ရှိရင်လည်းတို့အချိန်ကြီးကြော်သွားရဆိုလို့ရှိရင်လည်းနှောင့်နှေးသွားတာပေါ့နော်အဲ့ဒါကြောင့်မလို့ပါဟုတ်